အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Bollywood ရဲ့နာမည်အကျော်ကြားဆုံးစုံတွဲတစ်တွဲဖြစ်တဲ့ Ranbir Kapoor နဲ့ Alia Bhatt တို့ရဲ့အချစ်ဇာတ်လမ်းနဲ့တွင်ထွေးတဲ့မိသားစုဘဝအကြောင်းကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ထူးထူးကြည့်လိုက်ကြအောင်လားရှင်Ranbir Kapoor ဟာ Bollywood ရဲ့နာမည်ကြီး Kapoor မိသားစုဝင်ကဆင်းသက်လာတဲ့မင်းသားတစ်ယောက်ဖြစ်ပြီးတော့ဖခင်ဖြစ်သူကလည်းနာမည်ကြီးမင်းသား Rishi Kapoor ဖြစ်ပါတယ်။ Nikhil never saw his eye color. I was always like this. You know, funny, I didn't cry when my father passed away. My parents went through like shit, like fights, you know. Alia Bhatt ကတော့ငယ်ရွယ်တဲ့အရွယ်ကလေးကတရုတ်ဆောင်စွမ်းရည်ကြောင့်လူသိများလာခဲ့တဲ့မင်းသမီးတစ်ယောက်ပါ။သူမဟာဒါရိုက်တာ Mahesh Bhatt ရဲ့သမီးဖြစ်ပေမဲ့ကိုယ်ပိုင်စူးစမ်းမှုနဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လာခဲ့တဲ့သူလည်းဖြစ်ပါတယ်။တကယ်တော့အာလီယာဟာငယ်ငယ်ကတည်းက Ranbir ကိုသဘောကျခဲ့တဲ့သူပါအင်တာဗျူးတွေမှာတော့ငယ်ငယ်ကတည်းက Ranbir ကိုသဘောကျခဲ့တာပါလို့ဖြေကြားခဲ့ပူပါတယ်နောက်ပိုင်းမှာတော့ရုပ်ရှင်ရိုက်ကူးရင်းနဲ့တယောက်နဲ့တယောက်ပိုပြီးနီးစပ်လာခဲ့ကြပြီးချစ်သူတွေဖြစ်လာခဲ့တာပါ Went to sleep in my bedroom. This is the comfort Pro Max. was my wedding day. အစပိုင်းမှာသူတို့ရဲ့အချစ်ရေးကိုတိတ်တိတ်လေးထားခဲ့ပေမဲ့ပွဲခန်းသားတွေကိုအတူတူတက်လာခဲ့တာကြောင့်ပရိသတ်တွေကစတင်ပြီးတော့တတိထားမိလာခဲ့ကြတာပါ2022ခုနှစ်မှာတော့သူတို့နှစ်ယောက်ကလက်ထပ်ခဲ့ကြပါတယ်မိသားစုဝင်တွေနဲ့နီးစပ်တဲ့သူတွေကြားမှာပဲရိုးရိုးရှင်းရှင်းနဲ့ကျင်းပခဲ့တာကြောင့်ပရိသတ်တွေကပို့ပြီးတော့အားကျခဲ့ကြတာပါမင်္ဂလာပွဲပုံတွေထွက်လာတဲ့အချိန်မှာလည်းလူမှုကွန်ရက်ပေါ်မှာအရန်ရေးပန်းစားခဲ့ပါတယ်လက်ထပ်ပြီးနောက်ပိုင်းမှာတော့သမီးလေးရာဟာကပူးကိုမွေးဖွားခဲ့ကြပြီးတော့ရာဟာလေးရဲ့ပုံတွေကိုစတင်ထွက်လာတဲ့အချိန်မှာပဲပရိသတ်တွေကအရန်ကိုစိတ်ဝင်စားခဲ့ကြပါတယ်။ Merry Christmas. RK. သူတို့ရဲ့ပရိသတ်တွေကရာဟာလေးကိုတွေ့တဲ့အချိန်မှာလည်းဖခင်ဖြစ်သူ Ranbir နဲ့အရန်တူတာပဲဆိုတဲ့အမှတ်ချက်တွေအများကြီးပေးခဲ့ကြပါတယ်။အခုဆိုရင်ရာဟာလေးဟာ Bollywood ရဲ့လူချစ်အများဆုံး Celebrity Kids တွေကတစ်ယောက်ဖြစ်လာခဲ့ပါတယ်။Ranbir ကအရင်တုန်းကအေးဆေးပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့သူလို့လူသိများပေမဲ့သမီးလေးမွေးဖွားပြီးနောက်ပိုင်းမှာတော့ဖခင်တယောက်ပြီးသားတဲ့ပုံစံတွေကိုတွေ့မြင်လာရပါတယ်။ဒီစိတ်မှာသမီးလေးကိုချီထားတဲ့ပုံတွေမိသားစုနဲ့အပြင်ထွက်တဲ့ပုံတွေတက်လာတိုင်းပရိသတ်တွေကအရန်ကိုသဘောကျခဲ့ကြတာပါ။အာလီယာကလည်းအလုံးနဲ့မိသားစုကိုမျှတအောင်စူးစမ်းနေတဲ့ပုံစံကြောင့်အမျိုးသမီးပရိသတ်တွေအားကျရတဲ့မင်းသမီးတစ်ယောက်ဖြစ်လာပါတယ်။အမှုပညာအလုပ်တွေများနေပေမဲ့လည်းမိသားစုအတွက်အချိန်ပေးဖို့စူးစမ်းနေကြတာကိုမြင်ရတဲ့အတွက်သူတို့နှစ်ယောက်ကိုလူအများကပို့ပြီးတော့ကိုချစ်ခင်လာကြတာပါ။အခုချိန်မှာတော့ Ranbir Kapoor နဲ့ Alia Bhatt တို့ဟာအမှုပညာအောင်မြင်မှုတွေအပြင်နှွေးထွေးတဲ့မိသားစုဘဝကိုလည်းတည်ဆောက်ထားနိုင်တဲ့ Hollywood ရဲ့အချစ်ဆုံးစုံတွဲတွေတည်းကတွဲဖြစ်နေပါတယ်။ Bye. ။ကဲကြည့်ရှုနေကြတဲ့သူတွေရောဒီနေ့တင်ဆက်ပေးလိုက်တဲ့ဇုံတွဲလေးကိုသဘောကျကြရဲ့လား။
သူတို့ရဲ့သမီးလေးယာဟာကရောအဖေနဲ့အမေမှာဘသူနဲ့ပိုတူတယ်လို့ထင်တယ်ဆိုတာကို comment မှာရေးသွားပေးကြပါအောင်ရှင်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Let's Watch Together Channel ကို like and follow လေးလုပ်သွားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင် Let's watch together